အားလုံးပဲမင်္ဂလာပါတူရီဝနာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်22ရက်6လ2026ကနေပြီးတော့26ရက်6လ2026ထိတပတ်စာအနှစ်ချုပ်ဗီဒီယိုကိုပြောပြပေးကြပါရဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တပတ်စာအတွက်နေ့တိုင်းနေကုန်ကီးတွေအချိန်တွေကိုရင်ဆုံးပြောပြပေးကြပါရတနင်္လာနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3ည1နှစ်ကီး16ချိန်ဖြစ်ပါတယ်တနင်္လာနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့3ည1နှစ်ကီး16ချိန်ဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့459ကီး16ချိန်ဖြစ်ပါတယ်459ကီး16ချိန်ဖြစ်ပါတယ်ဗျဗုဒ္ဓနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့260ကီး49ချိန်ဖြစ်ပါတယ်260ကီး49ချိန်ဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့358ကီး38ချိန်ဖြစ်ပါတယ်တောက်ကြာနေ့နောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့243ကီး16ချိန်ကိုရွေးထုတ်ပေးထားပါတယ်ဒါတွေကတော့တပတ်စာအတွက်နေ့တိုင်းနေကုန်ကီးတွေချိန်တွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တပတ်အတွင်းလိုက်တင်တဲ့စိတ်ကြိုက်ပတ်တီးလေးလုံးလည်းပြောပြပေးကြပါမယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့စိတ်ကြိုက်ပတ်တီးလေးလုံးကတော့2306ဖြစ်ပါတယ်2306ဆိုတဲ့ပတ်တီးလေးလုံးဖြစ်ပါတယ်ဗျဗုဒ္ဓမကျော် break 3လုံးလည်းဆက်ပြီးတော့ပြောပြပေးကြပါမယ်ဒီဘက်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော် break 3ကတော့260 break ဖြစ်ပါတယ်260 break ဖြစ်ပါတယ်ဗျဗုဒ္ဓဟူးမကျော်9လုံးခွေကိုလည်းဆက်ပြီးတော့ပြောပြပေးကြပါမယ်ဒီတစ်ပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော်9လုံးခွေကတော့23514ဖြစ်ပါတယ်23514ဆိုတဲ့အခွေဖြစ်ပါတယ်ဗျဒီတစ်ပတ်အတွက်တစ်ပတ်စာအကြိုက်ဆုံးအတွက်ကတော့ပါဝါနဲ့နှက်ခတ်ကိုကြိုက်ပါတယ်ပါဝါနဲ့နှက်ခတ်ကိုကြိုက်ပါတယ်ဗျဒီတစ်ပတ်အတွက်မထွက်မရှိပတ်တီးနဲ့ break ကတော့တစ်ပတ်တီးနဲ့တစ် break ဖြစ်ပါတယ်တစ်ပတ်တီးနဲ့တစ် break ဖြစ်ပါတယ်ဗျတနင်္လာနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့16လုံးပိုင်းဖြစ်ပါတယ်16လုံးပိုင်းဖြစ်ပါတယ်ဗျတနင်္လာနေ့နေကုန်မထင်မပေါက်ကီးသုံးတော့3ည1နှစ်ကီးဖြစ်ပါတယ်3ည1နှစ်ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့တပတ်စာအနှစ်ချုပ်ကနေနေနဲ့လည်းအဆင်ပြေကြပါစေအောင်မွေးရကြပါစေအမျက်စွန်းများစွာရရှိကြပါစေဗျကျွန်တော် channel ကိုအများနဲ့အားပေးနေတဲ့အတွက်ကြောင့်မို့လဲကျေးဇူးများကြီးတင်ပါတယ်ခွန်ရသားသမီးများအပူရရှိလို့ရှိရင်လည်းအမြင်ဆုံးငြိမ်းကြပါစေဗျနော်